မင်္ဂလာပါကျွန်မကတော့ Democracy Now သတင်းဌာနကသတင်းတောက်ဦးတင်စာပါအခုတင်ဆက်ပေးသတင်းကတော့အိန္ဒိယမြန်မာထိုင်းအဝေးပြေးလက်9နှစ်အတွင်း PC ရဲ့အရှိန်မြင့်ရန်နိုင်ငံတော်သမ္မတညွှန်ကြားတဲ့သတင်းဖြစ်ပါတယ်အိန္ဒိယမြန်မာထိုင်း၃နိုင်ငံအဝေးပြေးလက်မှကြီးစီမံကိန်းနဲ့ကလဒန်မြေကြောင်းဗတ်ဆောင်တော်ဖြတ်တန်းတည်ယူပို့ဆောင်ရေးစီမံကိန်းများကိုအရှင်အဟုန်မြင့်အကောင့်ထဲဖော်က9နှစ်အတွင်း PC နိုင်ရေးဆောင်ရွက်သွားမည်ဖြစ်ကြောင်းနိုင်ငံတော်သမ္မတကလက်ညှိုးမှာကြားခဲ့ပါတယ်လ9ရက်နေ့ကနေပြည်တော်မှာရှိတဲ့နိုင်ငံတော်သမ္မတရုံးအစည်းအဝေးခန်းမှာကျင်းပရာနိုင်ငံတော်သမ္မတဦးမင်းအောင်လှိုင်ကအခုလိုပြောကြားခဲ့တာပါအိန္ဒိယမြန်မာထိုင်း၃နိုင်ငံအဝေးပြေးလက်မှကြီးစီမံကိန်းနဲ့ကလဒန်မြေကြောင်းဗတ်ဆောင်တော်ဖြတ်တန်းတည်ယူပို့ဆောင်ရေးစီမံကိန်းတွေကို9နှစ်အတွင်းအပြီးတနိုင်ရေးအရှိန်မြင့်ဆောင်ရွက်သွားဖို့နိုင်ငံတော်သမ္မတကလက်ညှိုးမှာကြားခဲ့ပါတယ်ဒီစီမံကိန်းနဲ့ပတ်သက်ပြီးနိုင်ငံတော်သမ္မတကအိန္ဒိယနိုင်ငံတွေနဲ့ဆက်သွယ်ရေးလမ်းကြောင်းတွေကောင်းမွန်စေရေးဟာနိုင်ငံရဲ့ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးအတွက်အရေးကြီးကြောင်းအလေးပေးပြောကြားခဲ့ပါတယ်။ဒါကြောင့်ဒီလမ်းကြောင်းတွေကိုဖွင့်လှစ်နိုင်တာဟာနိုင်ငံရဲ့စီးပွားရေးနယ်စပ်ဒေသဖွံ့ဖြိုးရေးနဲ့အိန္ဒိယနိုင်ငံနဲ့ကုန်သွယ်မှုပမာဏတိုးမြင့်ရေးတို့အတွက်များစွာအထောက်အကူပြုမှာဖြစ်တာကြောင့်အများဆုံးအကောင့်တွေဖော်နိုင်မှဒီလန်တွေကိုရှာဖွေဆောင်ရွက်ကြဖို့လည်းဆက်လက်ပြောကြားခဲ့ပါတယ်။ဒါအပြင်စီမံကိန်းတွေကိုဆောင်ရွက်တဲ့နေရာမှာလုံခြုံရေးကိုအထူးဂရုပြုဖို့လမ်းတွေကိုနိုင်ငံတကာစံချိန်စံညွှန်းတွေနဲ့အညီတိစောက်သွားဖို့နဲ့သက်ဆိုင်ရာတာဝန်ရှိသူတွေအနေနဲ့လက်ရှိပြည်စည်းမှုအခြေအနေကြာရှိနေတဲ့လုပ်ငန်းစဉ်တွေကိုအသီးသီးတင်ပြဆွေးနွေးခဲ့ကြပါတယ်။ထို့ပြင်ရခိုင်အာရှအဝေးပြေးလက်မကြီးမှာတရားမဝင်စကြေးကောက်ခံမှုတွေဖြစ်ပေါ်ခဲ့တဲ့အတွက်ယခုအကောင့်ထဲပေါ်မှာစီမံကိန်းလမ်းကြောင်းမှာအလားတူဖြစ်စဉ်မျိုးတွေဖြစ်ပေါ်စေအတွက်လည်းနိုင်ငံတော်သမ္မတကအထူးလေးထားလက်ညှိုးမှာကြားခဲ့ပါတယ်နိုင်ငံတော်သမ္မတကမိမိတို့ရဲ့အိန္ဒိယနိုင်ငံတွေမှာအသားငါးနဲ့မိဖို့ကြောင့်သောတည်နှံလိုမျိုးအခြေခံစားကုန်တွေဈေးကွက်လိုအပ်ချက်အများကြီးရှိနေတယ်လို့ပြောကြားခဲ့ပါတယ်။ဒါအပြင်သမ္မတကမိမိတို့အနေနဲ့နေဆက်ကုန်သွယ်ရေးလမ်းကြောင်းတွေကတစဉ်အဆိုပါဈေးကွက်တွေကိုတင်ပို့ရောင်းချသွားနိုင်တယ်လို့လည်းဆက်လက်လွှမ်းညွှန်ခဲ့ပါတယ်။ဒါပေမဲ့လည်းအချို့သောလမ်းကြောင်းတွေနဲ့ဒေသတွေမှာတော့လုံခြုံရေးဆိုင်ရာကန့်သတ်ချက်တွေကြောင့်အပြည့်အဝတင်ပို့နိုင်ခြင်းမရှိသေးဘူးလို့လည်းဆိုပါတယ်။နိုင်ငံတော်သမ္မတကကုန်သွယ်မှုလုပ်ငန်းတွေဆောင်ရွက်တဲ့နေရာမှာလည်းတရားဝင်ကုန်သွယ်မှုတွေဖြစ်ဖို့နဲ့စနစ်တကျစစ်ဆေးကြမှတ်သွားဖို့လိုအပ်ပြီးတရားမဝင်ကုန်သွယ်မှုတွေလှုပ်ဆောင်တာဟာနိုင်ငံတော်အတွက်နိနာဆုံးရှုံးမှုတစ်ခုပဲဖြစ်တယ်လို့ထည့်သွင်းပြောကြားခဲ့တာပါခရဆက်ဆက်မှာကွန်ပျူတာတွေကိုမောက်ကိုတွေ့တာနဲ့တင်မို့တော်တွေလှုပ်ဆောင်ခဲ့ကြတာကြောင့်နိုင်ငံတော်အတွက်ထိုက်တဲ့အခွန်အခါတွေမရရှိခဲ့သလိုပြည်သူတွေလည်းအရေးသွေးမမီတဲ့ကွန်ပျူတာတွေကိုသုံးစွဲနေကြရတယ်လို့နိုင်ငံတော်သမ္မတကပြောကြားခဲ့ပါတယ်ဒါအပြင်အဲ့ဒီလိုဖြစ်စဉ်တွေအကြောင်းပဲဝန်ထမ်းတွေအနေနဲ့လည်းအဂရိမှုတွေကိုကျူးလွန်ခဲ့ကြတာကိုတွေ့မြင်ရတယ်လို့နိုင်ငံတော်သမ္မတကဆက်လက်လက်ညွှန်ခဲ့ပါတယ်။ကြောင့်ကွန်မြူနတီတွေကိုတရားမဝင်ရရှိထားတဲ့ငွေကြေးတွေနဲ့တရားမဝင်လမ်းကြောင်းတွေကတစဉ်ကုန်သွယ်မှုပြုလုပ်နေတာကိုလက်ခံလို့ရမှာမဟုတ်ပဲဝိသမလောဘသမားတွေရဲ့စီးပွားရေးအရာဈေးကွက်ကစားနေမှုတွေကိုတရားဝင်ကုန်သွယ်မှုစနစ်နဲ့ပဲတိုက်ဖြတ်သွားကြမယ်လို့ဆိုပါတယ်။တို့တို့နိုင်ငံစီးပွားတိုးတက်ရေးအတွက်ပို့ကုန်တိုးမြင့်ဖို့လိုအပ်ပြီးအဲ့ဒီလိုဆောင်ရွက်နိုင်ဖို့သက်ဆိုင်ရာဝန်ကြီးဌာနတွေတနိဒာကြီးနဲ့ပြည်နယ်တွေအလိုက်မှာကုန်ထုတ်လုပ်မှုတွေတိုးမြင့်လာအောင်အပေးဆောင်ရွက်သွားကြရမှာဖြစ်ပါတယ်။လုံခြုံရေးပိုင်းအရာနေဆက်ကုန်သွယ်ရေးဂိတ်တွေကိုပုံမှန်တိုင်းပြန်ဖွင့်နိုင်အောင်ဆောင်ရွက်သွားဖို့နဲ့အုပ်ချုပ်ရေးပိုင်းကလည်းလုပ်ငန်းတွေစနစ်တကျဖြစ်စေဖို့စစ်ဆေးကြမှတ်သွားကြဖို့နိုင်ငံတော်သမ္မတကလက်ညွှန်ခဲ့ပါတယ်။ကျမတို့ဒီမိုကရေစီနောက်သတင်းဌာနအနေနဲ့နောက်ဆုံးရသတင်းတွေကိုချင်းတဲ့တပိတ်တင်ဆက်ပေးသွားမှာပါ။ဒီမိုကရေစီနောက်သတင်းဌာနရဲ့သတင်းတွေကိုTikTok, Telegram, YouTube နဲ့ Facebook တို့မှာကြည့်ရှုအားပေးနိုင်ပါတယ်။အားလုံးပဲစိတ်ချမ်းသာခြင်းကိုယ်ကျန်းမာခြင်းနဲ့ပြည့်စုံကြပါစေရှင်။